ကောင်မလေးတွေမင်္ဂလေးတွေခမရတော့အတွက်ကျွန်တော်ပြောချင်တာလေးတစ်ခုရှိတယ်ဘာကိစ္စလဲဆိုတော့အဓိကဘောလုံးကိစ္စပေါ့နော်အခုတော့ကဘာဖလားလည်းကန်နေကြတာဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တချို့မင်္ဂလေးတွေတချို့ကောင်မလေးပေါ့နော်ကျွန်တော်သိတဲ့ဟာပဲကျွန်တော်ပြောပြတော့မယ်ကျွန်တော်သိတဲ့မင်္ဂလေးတယောက်ပေါ့နော်သူကဘယ်လိုလဲဆိုတော့အရင်နှစ်ကသူကဘောလုံးကိစ္စနားမလဲဘူးဒါပေမဲ့ဒီနေ့မှကျတော့သူကနားလဲလားမလဲလားကျွန်တော်လည်းမသိဘူးဒီနေ့မှကျတော့သူကမက်ဆီဆိုပြီးတော့မက်ဆီပုံတွေကိုသူကတင်နေပြီးတော့စကလုံးတွေဆိုလဲမက်ဆီကောင်းတာတွေပြီးတော့သူလုံးဝမက်ဆီကိုကြွေသွားတာပြီးတော့သူလုံးဝမက်ဆီရဲ့အမာခံပရိသတ်လို့ပေါ့နော်ကျွန်တော်လည်းအံ့ဩသွားတယ်မထင်ထားဘူးပေါ့နော်ဟာသူကတကယ်မက်ဆီဖရန်ဖြစ်သွားလားဟာဆိုပြီးတော့ကျွန်တော်လည်းအံ့ဩသွားတယ်သူကတင်းနေမက်ဆီရဲ့ဓပုံနဲ့တင်းနေစာသားနဲ့ရေးထားတယ်အော်ကျွန်တော်ထင်တော့အော်သူကမက်ဆီပရိသတ်အစ်အမာခံပေါ့နော်မက်ဆီပရိသတ်အစ်ရေမရောတဲ့မက်ဆီပရိသတ်အစ်အော်အဲ့လိုဆိုပြီးတော့ထင်တယ်ကလပ်မှာကျတော့ကြည့်နေသူကကလပ်ကအတင်းတွေကြသူမသိဘူးသူတစ်ခုတည်းတာမက်ဆီပဲအော်ကျွန်တော်တို့ထင်တာပေါ့အော်အဲ့ဒါဆိုတော့အော်သူလည်းမက်ဆီအမာခံပရိသတ်ဆိုပြီးတော့ကျွန်တော်လည်းသူတင်သမျှပုံတွေကိုအသေးတွေပါတယ်ပေးတယ်ပေါ့လိုက်တွေပါတယ်ပေးတယ်ပေါ့အားပေးတယ်နောက်မှဘေးဟုတ်မလဲရိုနိုဒိုဖက်ကိုရောက်လာပြီသူရိုနိုဒိုရဲ့ပုံကိုလည်းသူပြန်တင်တယ်ပြီးတော့စကလုံးတွေပါတယ်ရေးတယ်ကျွန်တော်စဉ်းစားနေတယ်ဟာဒီကောင်မဒီမင်းကလေးကဘာလဲဟာကျွန်တော်ထင်ထားတာမက်ဆီအမာခံပရိသတ်လို့ထင်ထားတာဘေးဟုတ်မလဲသူကရိုနိုဒိုပရိသတ်အမာခံဖြစ်နေရလားဆိုပြီးကျွန်တော်စဉ်းစားတယ်ပြီးတော့ရိုနိုဒိုပုံတင်တယ်ကျွန်တော်နည်းနည်းစိတ်ပြစ်လာတယ်နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကမက်ဆီအမာခံပရိသတ်ဆိုတော့ပြီးတော့ရိုနိုဒိုပုံတင်ပြီးတော့မှအနာနဲ့ပြီးတော့နောက်တခြားရောက်သွားတယ်ဟာလန်ဖက်ကိုရောက်သွားတယ်ကဲကျွန်တော်ခေါင်းလေးမူးကုန်တယ်အံ့ဩသွားတယ်ဟာလန်ဖက်ကိုရောက်သွားတော့ဟာဒီမင်းကလေးကဒီကောင်မဘာလဲဟာမဟုတ်တော့ဘူးဟာ तू ကဘောလုံးကိုတကယ်ချင်းမြင့်နိုးလို့ဘောလုံးပရိသတ်မဟုတ်ဘူးဆိုတော့ကျွန်တော်ရိမ့်မိပြီနော် तू ကဗါလဲသူများနောက်ကိုတကောက်လိုက်နေတာဒီဖက်ဆိုဒီဖက်ဟိုဖက်ဆိုဟိုဖက်အဲ့လိုဖြစ်နေတယ် तू ကဗါလဲပြောရရင်တော့ဘူးတလိုအေးတလိုပေါ့နော်ဟိုဖက်လည်းမရောက်ဒီဖက်လည်းမရောက်နော် तू ကဟိုဖက်ဆိုလဲအတီမဟုတ်ဒီဖက်ဆိုလဲအတီမဟုတ်သူများနောက်ကိုတကောက်လိုက်နေအဲကြောင့်ကျွန်တော်စဉ်းစားတယ်ဟာဒါအရမဟုတ်တော့ဘူးဟာမဖြစ်တော့ဘူးဟာဆိုပြီးတော့မှလေကျွန်တော်ကသူ့ကိုတခါတည်းဘလော့လိုက်တယ်ပြီးတော့မြင်ချင်းအမြင်ကက်လို့ဘလော့လိုက်တယ်မဟုတ်သေးဘူးကမင်းကလေးတွေနော်တကယ်